အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ sport recap by way ဆိုတဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မနေ့ညရှိမှန်ခဲ့တဲ့ပြင်သစ်နဲ့မော်ရိုကိုတို့ရဲ့ပွဲစဉ်ကိုကျွန်တော်ဒီနေ့ recap ပုံစံလေးပြန်လုပ်ပြတာဖြစ်တာပေါ့ပွဲတော့ကျွန်တော်လည်းဒီနေ့ပွဲကောင်းမယ်လို့ထင်ခဲ့တယ်ပွဲကောင်းမယ်လို့ထင်ပြီးတော့ကျွန်တော်အေးပြတ်ခံပြီးဆိုလေကြည့်ခဲ့တယ်ဒါပေမဲ့ကျွန်တော်မထင်မှတ်ထားဘူးပေါ့ကျွန်တော်တို့ဒီပြိုင်ဘက်အတွင်းဒီမော်ရိုကိုကပတ်ပိတ်ဆော့ခဲ့တယ်ပေါ့ဒါပေမဲ့ဒီနေ့ပွဲမှာကျွန်တော်ခေါင်းစဉ်မှာပေးထားသလိုပဲတကယ်တော့မော်ရိုကိုညီတို့ညံ့ခဲ့တာလားပေါ်တူဂီကပဲအရန်ကောင်းတာလားအဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးပြောပြပေးချင်တာပေါ့ဒီတော့ကျွန်တော်ညပွဲကိုအချိန်နဲ့ရှိမှထင်ခဲ့တာပေါ့ပွဲကဘယ်လိုဖြစ်သွားလဲဆိုတော့ပြီးခဲ့တဲ့2022ကမ္ဘာ့ဖလားတော့ကန်ခဲ့တဲ့ semi final ရလို့ပဲပွဲကအေးအေးဆေးဆေးညင်ညင်စစ်စစ်ပဲဒါပေမဲ့အဲ့တော့ပို့ပြီးတော့ကန်ခွင့်ရခဲ့သေးတယ်အခုကပို့ပြီးကိုပေါက်တဲ့ချိန်တော့မရှိဘူးအရန်နေခဲ့တယ်ပွဲကလုံးဝညင်အေးအေးဆေးဆေးဖြစ်နေတယ်โอเคဒါဆိုရင်ကျွန်တော်ပြင်သစ်တို့ရဲ့ကစားကွက်ပြောပြင်သစ်တို့ကအဓိကတော့ဒီ4-2-3-1နဲ့ပေါ်ထွက်လာတာပေါ့ဒီမှာဆိုရင်ကျွန်တော်တို့ဒီဘာကိုလာတို့နောက်ပြီးချာကီတို့အရန်မှာပဲထားရတယ်နောက်ပြီးတော့ဒီပြီးခဲ့တဲ့ဘာကွင်းမှာပဲတုံးထားတယ်ကိုနင်းကိုပြန်တုံးလာတယ်ကွင်းလယ်မှာရာဘီယိုကွင်းလယ်ရာဘီယိုနဲ့ကွန်တေးကြတော့လေပြောတကယ်မှကောင်းတယ်ဗျတကယ်မှကောင်းတယ်ဆိုတာဒီကတော့ကျွန်တော်ဒီရာဘီယိုနဲ့ကွန်တေးပေါ့ရာဘီယိုနဲ့ကွန်တေးနေရာမှာဘာပြောချင်တာလဲဆိုတော့ကွန်တေးတော်ကောင်းတယ်ကွန်တေးတော်ကောင်းလို့ဒီမော်ရိုကိုကကစားသမားတွေကိုညက်ကိုတော့ကြော်ဖို့အရန်ကက်ခဲ့တယ်ဒီနေ့ကမော်ရိုကိုညက်နေဆိုတာပြင်သစ်ကအရန်ကိုမကောင်းနေတာပြင်သစ်ရဲ့ခြေစွမ်းကိုလက်ရှိကျွန်တော်ပြင်သစ်အရင်တော့ပွဲရတော့ကျွန်တော်ဒီလက်ရှိကမ္ဘာ့ဖလားစတဲ့ပွဲရတော့ကျွန်တော်မကြည့်ဖြစ်ဘူးမကြည့်ပြီးဆိုပွဲစဉ်တွေနောက်ကျတာတွေရောနောက်တစ်ချို့ပွဲအရင်ကောင်းတယ်လို့မသတ်မှတ်တာတွေရောဒီပွဲကျတော့ပွဲကောင်းတယ်ဒါပေမဲ့ပြင်သစ်ရဲ့ကွင်းတွေကိုကြော်ဖို့အတွက်မော်ရိုကိုတို့တော်တော်မှပြင်ပန်းလိုက်တယ်ပေါ့ကြားမစင်မော်ရိုကိုတို့ပြင်သစ်ကွင်းတွေကိုကြော်ဖို့အတွက်တော်တော်လေးခက်ခဲစူးစမ်းလိုက်ရတယ်ပြင်သစ်ကွင်းတွေရလေတော်တော်မှကောင်းတယ်ပြီးတော့နောက်တန်းပါမီကူနဲ့ဆာလီဘာဘာမီကောင်နဲ့ဆာလီဘာကလေတကယ်တမ်းကျတော့မော်ရိုကိုတို့ဒီလောက်မြန်ဆန်ကစားတော့သူတို့နှစ်ယောက်ကိုကြော်ပြီးတော့ကန်ဖို့တော်တော်မှခက်ခဲတယ်ဘောလုံးကြော်လာပြီဆိုရင်တော့သူတို့နှစ်ယောက်ရဲ့အပြေးကြီးကလည်း speed ရတယ်တော်တော်ကောင်းတယ်ကျွန်တော်ဒီနေ့ပွဲမှာထူးထူးခြားခြားတွေ့မြင်လိုက်ရတာကျွန်တော်ဘောလုံးပွဲစားရတာနဲ့ကျွန်တော်စားဖွင့်ဘောလုံးကြည့်တယ်ကြည့်ရတယ်ကျွန်တော်ဘာသက်တွေ့လဲဆိုတော့ဘောလုံးပွဲက2-8နဲ့ကစားနေတာလားတော့ထင်ရတယ်ဟိုကတော်တော်မြန်တာဗျာကစားသမားတယောက်ဘောလုံးကန်ရင်ပြေးပြီဆိုရင် narrow speed နဲ့မို့ပြေးတာဗျာအဲ့လိုပဲပြင်သစ်ကလည်းပြေးဆိုမော်ရိုကိုကလည်းအရင် speed တုံးနေဒါပေမဲ့ဒီနေ့မော်ရိုကိုရဲ့ပေါ်ထွက်ပုံကမော်ရိုကိုကဒီ block low block mid block ပုံစံမျိုးနဲ့ပေါ်ထွက်လာတယ်ဒါပေမဲ့ဒီကနေ့ကျတော့ဒီမော်ရိုကိုရဲ့အမားလို့ပဲပြောမလားပေါ့အဓိကတော့ဒီပြင်သစ်ကလက်ရှိမှာဒီလို low block mid block ရဲ့ပြဿနာတွေလည်းအများကြီးဖြေရှင်းပြီးတော့ကစားခဲ့ပြီးွားကြီးဒါအပြင်ဟိုဒီပြင်သစ်မှာကစားနေတဲ့ကစားသမားတွေပေါ့အဓိကတော့ဒီဒူဒေးတို့နောက်ပြီးတော့ဒီမှာဦးလီစီတို့တမ်ပီလီတို့အမ်ဘပေတို့ဒီကစားသမားတွေကဗျာဒီသူတို့ရဲ့ပြိုင်ဘက်တွေသူတို့အတွင်းကြီးမှာကစားနေဖြစ်တယ်နောက်ပြီးတော့သူတို့ကအမြဲတမ်းအဲ့လို low block mid block တွေကိုဘယ်လိုဖြေရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့သူကအများကြီးတွေးကြုံရှိထားတဲ့ကစားသမားတွေဖြစ်တယ်အဲ့ဒီပုံမှာသူတို့ block ထားဒီစားသမားတွေအများကြီးအောင်ဖြီးပါပဲဘာကြောင့်လဲဆိုတော့ပါရာဂွေးနဲ့တွေ့တဲ့ပွဲမှာဆိုရင်ဒါ block ဖြီးဖို့တော်တော်ခက်ခဲတယ်ပါရာဂွေးကတကယ်တော့ block ဆိုတာအထက်ကိုဒီစိတ်ပိုင်းဆိုင်ရာအရာကိုသူတို့ကဒီအနိုင်ယူဖို့အတွက်စိတ်ပိုင်းဆိုင်ရာဖြစ်စည်းတာဒီကစားသမားတွေဒဏ်ရအောင်ကစားသမားတွေဟောကတိထိအောင်လူမျိုးနီးလန်းနဲ့သူရဲ့ဒီ psychology trick တွေတုံးပြီးလာတာပေါ့ဒါပေမဲ့အလုံးတော့မဖြစ်ခဲ့ဘူးအဓိကတော့ဒူဒေးပေါ့ဒူဒေးရဲ့ကစားကွက်ကိုပြန်ကြည့်ရင်ဒူဒေးကတဝူးချင်းကြော်ဖြတ်မှုမှာရောလိုအပ်ရင်ကိုယ်နဲ့ဒီဘောက်စီဆွဲဝင်လာပြီးတော့ဒီ assistant လုပ်မဲ့နေရတယ်ဒီကပြောပြအောင်မရှိဘူးဗျာဒူဒေးတယောက်ထဲလာဆိုအဲ့လိုလည်းမဟုတ်ဘူးဒမ်ပီလီပဲကြည့်မလားဒုတိယဂိုးသွင်းသွားတဲ့ဒမ်ပီလီဆိုရင်ဒါအရှင်းရှင်းပြောမှဆိုရင်အမ်ဘပေကပဲလူပေးရမလို့အမ်ဘပေပဲပေးမလို့ကမ်လို့ဘာလို့နဲ့တောက်ရှော့ကန်သွားတယ်ဒါပေမဲ့ဒီပြိုင်ဘက်အတွင်းတွေအများစုကြည့်မယ်ဆိုရင်ပြိုင်ဘက်အတွင်းမှာတိုက်စစ်ကစားသမားအရန်သတိထားရမယ်ကျွန်တော်ကစားသမားတွေက assist တွေပေါ့ဒါပေမဲ့ဒီနေ့ပွဲမှာလို့မဟုတ်ဘူးဗျဒီရှိတဲ့ကစားသမား၄ယောက်လုံးကအချိန်မီကိုသွင်းနိုင်တယ်အချိန်မီပြိုင်ဘက်ကိုလှည့်စားပြီးတော့ဂိုးညမ်းအောင်သွင်းနိုင်တယ်အဲ့လိုမျိုးအခြေအနေမျိုးကိုရှိတယ်ဗျအဲ့တော့ပြင်သစ်တွေကတော့ဒီကိစ္စမှာကြောက်စရာအခမလီလီပဲကျွန်တော်ဒီနေ့မှစပြီးကြည့်ရတာကျွန်တော်ပြင်သစ်ပွဲကိုကျွန်တော်ဒီကိစ္စမှာ Messi မှာ view ပြပါတယ်မော်ရိုကိုက block ပြီးကစားတာတော့မော်ရိုကိုရဲ့စားကွက်ကပြင်သစ်ကိုဘလို့မှရှင်လို့မရဘူးပြင်သစ်ကပထမပိုင်းမှာတော့ block ထားတဲ့ပုံမှာဒီ goal ရဲ့ box area တွေကိုတိုးဝင်ပြီးဆော့ဖို့တော့အခက်ခဲရောက်တယ်ဘောလုံးတွေပေးတယ်ဖြတ်နေကန်တယ်အဲ့မှာဘူးနိုပေါ့
ဒီမှာကျွန်တော်ဒီနေ့ပြောရမှာဆိုရင်တော့ဘူးနိုလဲပါမယ်ဘူးနိုဆိုရင်ဒါရှင်းရှင်းပြောမယ်တော်တော်ကောင်းတဲ့ဘူးသမားပေါ့ပန်နယ်လီလဲ save ထားနိုင်တယ်ဘူးနိုရဲ့အားသာချက်တစ်ချက်ကိုကျွန်တော်တွေ့ရတာဘူးနိုကဒီကမ္ဘာဗလာဝေါကမှာပဲသူပန်နယ်လီ6လုံးအထိသူဖမ်းခဲ့ရတယ်ဒါပေမဲ့အဲ့ပန်နယ်လီ6လုံးမှာသူ4လုံးအထိ save ထားနိုင်တယ်ဒါသူရဲ့ဒါတကယ်ကြောက်ကမန်းလေးမှတ်တမ်းလေးတစ်ခုပေါ့ပြောမယ်ဆိုရင်တော့ဒါလည်းကျွန်တော်ဒီဘောလုံးနဲ့ပတ်သက်ပြီးဖတ်နေတော့သတိထားမိတာတက်တွေ့တာပေါ့ဘူးနိုဆိုရင်ဒါကျွန်တော်တို့အချင်းထင်းလို့မရဘူးတော်တော်ကောင်းတဲ့ဂူသမားဒါပေမဲ့ဘူးနိုကလည်းရှိရအသက်35ပဲရှိတဲ့ဖြစ်ပေါ့မှာလာမယ့် World Cup ထိတော့သူကစားကောင်းလဲကစားနိုင်လိမ့်မယ်လို့မျှော်လင့်နေဘာကြောင့်လဲဆိုတော့ကိုသမားတွေကြတော့ဒီအသက်အကြီး40လောက်ထိလဲဆော့လို့ရတယ်သူတို့ရဲ့အဓိကတာဝန်ကသူတို့ကအသက်ကြီးလေပို့ပြီးတော့ပါနဲ့လေတွေးကြုံနေအတွေးကြုံနေရှိပြီးတော့ပို့ပြီးတော့ကောင်းလေပေါ့အဲ့တော့ဘူးနိုလည်းလာမင်းကဘာဖလာဒီကန်နိုင်မလို့တော့ကျွန်တော်တို့မျှော်လင့်နေပို့ပြီးတော့ကောင်းတယ်ဘူးနိုရဲ့လက်ရှိလက်စွမ်းရတကယ်မှကောင်းတယ်ပထမပိုင်းမှာဘူးနိုတာကောင်းကောင်းလက်စွမ်းမပြနိုင်ဘူးဆိုရင်ဒါဂိုးတွေစောစီးတဲ့ပြတ်မှာပေါ့ဘူးနိုတော်တော်ကောင်းတယ်ပန်နယ်ဒီတော့ရှင်းပြောမှဆိုအမ်ဘပေလိုမျိုးကန်တဲ့ကစားသမားရဲ့ပန်နယ်ဒီတော့သူ save သွားနိုင်တယ်ဒါကျွန်တော်တကယ်အခမန်လီပဲကျွန်တော်အဲ့ဒီကျွန်တော်ပန်နယ်ဒီကန်တဲ့ချိန်မှာဒီပန်နယ်ဒီကတော့1-0ဖြစ်သွားပြီဆိုကျွန်တော်ထင်တယ်တကယ်ပန်နယ်ဒီမဟုတ်ဘူးကျွန်တော်တော့နည်းနည်းလေးမျက်စိတော့ကိုတော့မယုံနိုင်ဖြစ်သွားပန်နယ်ဒီကိုဖမ်းသွားတော်တော်လေးကိုမှကောင်းတယ်ဒီနေ့မှာမှတ်တမ်းလေးတစ်ခုပေါ့မှတ်တမ်းတစ်ခုတင်သွားတယ်ဒါပေမဲ့ဒီမှတ်တမ်းကလည်းမက်ဆီတင်ကြီးလုံးဝမကြောက်ဘူးအမ်ဘပေပြန်တင်လာဘာမှတ်တမ်းလဲဆိုတော့ဘာမှတ်တမ်းလဲဆိုတော့သူကအမ်ဘပေကအမ်ဘပေကဒီ World Cup ပွဲစဉ်မှာပန်နယ်ဒီလွဲတယ်ပြီးတကူသွင်းတယ်ပြီးနောက်တစ်လုံး assistant လုပ်တယ်ဒီလိုမျိုးဆန်ခြင်းပေါ့ဒီလိုမျိုးဆန်ခြင်းကိုသူ့မတိုင်ခင်မှာမက်ဆီကပြီးခဲ့တဲ့ Egypt နဲ့ပုံမှာရရှိထားတာပန်နယ်ဒီတစ်လုံးလွှဲတယ်ပြီးတော့သူတစ်လုံးဖန်တီးတယ်ရိုမဲရိုလုံးသူဖန်တီးတယ်ပြီးတော့သူတကူလန်ကိုတကူသွင်းတယ်ဒါဆန်ခြင်းတင်တာပေါ့သူဆန်ခြင်းကိုနောက်ထပ်ပွဲရှင်းပြမယ်ဆိုဘယ်တော့မှမကြောက်ဘူးတပွဲပဲရှိတယ်သူပြီးရင်ဒီနောက်ပွဲကန်တဲ့ပွဲမှာလေအဘဖေဒီဆန်ခြင်းကိုလိုက်မိသွားလိုက်ပြီးတော့အမိလိုက်နိုင်တယ်ဆိုတော့တကယ်မှအခမန်းလေးဖြစ်သွားတာပေါ့ဒါပေမဲ့မက်ဆီကဒီကမ္ဘာဗလာမှာအမ်ဘပေနဲ့ဂိုးလဲတူသွားရှိကိုဖြစ်သွားပြီဒါပေမဲ့မက်ဆီကလည်းလက်ရှိဂိုးတွေသွင်းနိုင်တဲ့အခြေအနေရှိနေတယ်မက်ဆီဘယ်လောက်ပဲဂိုးသွင်းနေပါစေဗျာအမ်ဘပေကနောက်တဲ့ကမ္ဘာဖလား2ခု3ခုလောက်ဒီတော့သူဆက်ပြီးကန်နိုင်အောင်ပါအဲ့တော့သူ့အနေနဲ့ပြောမှဆိုရင်တော့အမ်ဘပေကတော့မက်ဆီတဲ့ဂိုးပေါင်းကြော်ဝင်လင်းကြော်သွားနိုင်တယ်ဗောဒါပြောလို့မရဘူးဒါပေမဲ့လက်ရှိမှာအမ်ဘပေကဒီမှတ်တမ်းကောင်းတဲ့တစ်ခုလည်းတင်ထားတယ်သူကကမ္ဘာဖလား3နှစ်ကိုဇက်တိုက်လည်းဝင်ပြန်နိုင်သလို3နှစ်ဇက်တိုက်ဂိုးလည်းသွင်းနိုင်တဲ့ကစားသမားမှတ်တမ်းလည်းဝင်သွားတယ်တကယ်အမ်ဘပေတကယ်ချီးကျူးစရာပေါ့ဒါပေမဲ့ဒီမိနစ်တော့အမ်ဘပေကတော့ကျွန်တော်နည်းနည်းအားမရတဲ့အပိုင်းလေးရှိတယ်ဒါပေမဲ့ကောင်းတယ် final မှာတော်တော်သူ့ချီဆိုအရင်ကောင်းခဲ့တယ်ဒါကျွန်တော်ရဲ့ personal တော့အားမရဘူးပေါ့ပြင်းတဲ့အသွင်းလုံးလည်းပါပါတယ်ကောင်းတာတော့ကောင်းပါတယ်ဒါပေမဲ့ဒီနေ့ကပြင်းတဲ့အသွင်းကြီးကလုံးဝထိမ့်မနိုင်သိမ်းမရကြီးဖြစ်နေတယ်မိုက်ဂရင်းဆိုရင်လည်းဒါတစ်လုံးစစ်သွားတယ်မိုက်ဂရင်းကအရန်ကြီးတော့မဟုတ်ဘူးဒီပုံမှန်ဆိုရင်တော့အရန်သူ့အနေနဲ့ပြာပလောင်းဖြစ်ဘူးတော့ပြီးတော့ဒီအရန်မှာရှုပ်ထွေးကက်ခဲပြီးတော့အရန်ကိုကောင်းတဲ့ကိုသမားစင်းနေတော့မဟုတ်ဘူးပေါ့ဒါပေမဲ့သူလည်းမဆိုးဘူးကောင်းတယ်အတိကတော့ဒီဥပမီဂါနိုနဲ့ဆာလီဘာပေါ့ဥပမီဂါနိုနဲ့ဆာလီဘာကြီးကဒါပေမဲ့သူကအရန်လင်မြန်တဲ့ပြေးချက်တွေနဲ့ပြေးလာရင်တော့သူတို့နှစ်ယောက်ကပြန်ကာကွယ်တယ်ဗျတော်တော်ကောင်းတယ်ဥပမီဂါနိုဆိုလည်းပထမဆုံးမိနစ်ပိုင်းမှာပဲသူဂိုးရမယ့်အခြေအနေနဲ့လေးကက်ပြီးရခဲ့တယ်ဒါပေမဲ့ကိုသမားဘူနိုကတော်တော်ကောင်းတဲ့လက်စွမ်းလေးနဲ့ရပါတယ်နောက်ပြီးအမ်ဘပေရဲ့ဂိုးပေါ့အမ်ဘပေရဲ့ဂိုးဆိုကျွန်တော်လက်စီတော်လေးနည်းနည်းလေးဟိုဖြစ်သွားတယ်ဟာမယုံနိုင်စရာကုတ်ကတော့မယုံနိုင်ဖြစ်သွားတယ်အမ်ဘပေရဲ့အရှိမဒီလောက်ဒီလောက်တယောက်လုံးကာနေတယ်ဒါပေမဲ့အဲ့လိုကာနေတာကြီးတော့သူကဒီ white ပြီးတော့ကိုသမားကလှည့်စားပြီးတော့မမြင်တဲ့ဖက်ချန်ကန်သွားတာတကယ်ဟိုမှဒီကလက်ချန်တယောက်လူတော့တင်စားလို့ရတယ်အမ်ဘပေရဲ့ဒီကျွန်တော်တို့ဒီဂုတ်ကြီးဖြစ်တဲ့ရိုရိုမက်ဆီလိုခေတ်လုံးမှာကမ္ဘာအကောင်းဆုံးကစားသမားကမ္ဘာအကောင်းဆုံးကစားသမားဖြစ်လာမယ်လို့လေကျွန်တော်သတ်မှတ်လို့ရတယ်လို့ထင်တယ်အမ်ဘပေကတော့လက်ရှိရိုနိုဒိုမက်ဆီပြီးသွားရင်တော့အကောင်းဆုံးကစားသမားလို့လည်းပြောလို့ရတယ်ပေါ့လက်ရှိသူ့ရဲ့ခြေစွမ်းတွေရတယ်တကယ်ဟိုမှာဟိုဖြစ်တယ်သူရီယဲမှာဖီအားတွေများတယ်ဒီမှာလည်းဖီအားများတယ်ဒါပေမဲ့ရီယဲနဲ့အချိန်ကြီးတော့နည်းနည်းကွာမဖြစ်နေဒါပေမဲ့လာမယ့်ယာဒီရီယဲပွဲတွေရောလာမယ့်ယာဒီရဲ့ဒီပြအပြောင်းလဲတွေရောဘာတွေကြောင့်ကစားသမားချင်းနှောင်းတွေကြောင့်ကျွန်တော်တို့လာမယ့်ယာဒီမှာဒီကလပ်တွင်းတွေပွဲစဉ်တွေလည်းတကယ်ကြည့်ကောင်းလိမ့်မယ်ကျွန်တော်ထင်တယ်ဒီနေ့ပွဲမှာဒါကျွန်တော်ဒီမော်ရိုကိုပေါ့မော်ရိုကိုမှာဆိုရင်လည်းဒါ
မာစရာဘီကိုကျွန်တော်တို့ဒီဗတ်တန်းဒီဆန္ဒဘတ်အနေနဲ့စဉ်းစားကြတယ်မာစရာဘီတော်တော်ကောင်းတယ်ဗျမာစရာဘီတော်တော်ကောင်းတယ်ဒီဘက်မှာမာစရာဘီကောင်းတယ်ဟက်ကီမီလည်းကောင်းတယ်ဒါပေမဲ့ဟက်ကီမီကသူ့ရဲ့အဓိကတာဝန်နဲ့သူ့ကိုကောင်းကြီးနေရာလုတ်တွေဖန်တီးတာเนาะသူ့အနေနဲ့ကောင်းလှူရှားလို့မရနိုင်ခဲ့ဘူးပေါ့သူပြေးတော့ပြေးသွားတယ်ဒါပေမဲ့ပြိုင်ဖက်တွေအရန်ကိုမှကောင်းနေတယ်အဲ့တော့ဒီနေ့ပွဲမှာကျွန်တော်ကသူ့တပြိုင်ကိုတပြိုင်ထွက်လာမယ်ထင်ခဲ့တယ်ဒါပေမဲ့ဒါကလည်းကျွန်တော်ထင်တော့အတွေ့အကြုံစကားပြောလို့ထင်ခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူနီးပြရေးဒီကွန်ပျူတာကလည်းနီးကြရေးခွာပြီးရလေဒီနေ့မှစပြီးတော့ဒီကဘာဘလောက်စပြီးကြိုင်တာဖြစ်တော့မှာသူ့ရဲ့တဘာရင်သူ့ရဲ့အတွေ့အကြုံကလည်းစကားပြောမယ်လို့ထင်တယ်။နောက်ဒီ dishman ကြီးရတယ်ရှင်းပြောမယ်ဆို2018တည်းရဆိုတော့သူကလည်းအတွေ့အကြုံအရင်ရင့်နေပြီ။အဲ့တော့သူ့ရဲ့ကစားသမားတွေပြန်ကြည့်မယ်ဆိုရင်လေဒီမှာသူတို့ရဲ့ကစားသမားစင်းကြည့်လိုက်ရင်လုံးဝကြောက်စရာကြီးဒါအရန်လူစည်းမရှိသေးတယ်ဒါအရန်ကုန်မထိုင်တဲ့ကစားသမား၄ယောက်ဒီလူစားလေးတဲ့ကစားသမား၄ယောက်ကျွန်တော်အနေနဲ့ပုံမှန်ဆိုရင်ပြန်ပဲဥမာကျွန်တော်ဘာပေတန်ရပါတယ်ဒါပေမဲ့ဘာပေတန်ရသွားတာလေအရန်ဒီနောက်ပဲလောက်ဒီမကစားတဲ့တော့ဒီအချိန်တော့မဟုတ်ဘူးဟိုသူ့ရဲ့ပွဲပြီးတဲ့အချိန်မှာသူလိုက်ပြီးနှုတ်ဆက်နေတာတွေပါအချိန်မှဆိုရင်လည်းသူအေးစစ်စစ်ပါပဲနောက်ပြီးတော့ပုံမှန်ဆိုရင်ကျွန်တော်တို့ကစားသမားဒီ first line နဲ့ကစားသမားရှိမယ်အဲ့ကစားသမားဒဏ်ရပါပြီဆိုရင်နောက်တဲ့ကစားသမားလဲမယ်အဲ့ချိန်ကြပြီဆိုရင်ကျွန်တော်အနေနဲ့နည်းနည်းလေးစိုးရိမ်မိတဲ့အပိုင်းရှိတယ်အဲ့ဒါကျွန်တော်အခုမှဒီနေ့မှပြင်သစ်ပွဲစကြည့်တယ်လည်းပေါ့အောင်ပေါ့ကျွန်တော်ပြင်သစ်ပွဲဘာစတယ်မကြည့်ဖြစ်ဘူးဘုရားကြည့်တော့မိနစ်ကအခုမှ90ကျော်ပဲရှိသေးတယ်မိနစ်20လောက်ကျန်သေးတယ်မိနစ်20လောက်ကျန်နေအချိန်ပွဲနဲ့ဆို20ကျော်ပေါ့အဲ့တော့သူကဘယ်လိုဖြစ်လို့ကစားသမားတွေအကုန်လုံးလဲပြေးလိုက်ရတာလဲပေါ့ချင်းအဘဘေရောဒူဒီရောနောက်ပြီးတော့တော်တော်များလဲလိုက်တယ်ဒမ်ဘီလီနဲ့ဦးလီစီလာထားတယ်ဒါကျွန်တော်ဦးလီစီတော့ကျွန်တော်လည်းစိတ်ပူမိတယ်ဘာဖြစ်လို့လဲဆိုတော့ဦးလီစီရဲ့ဒီ creative role ကြီးကတကယ်ကြောက်စရာကြီးဗျဘာဖြစ်လို့ဆိုတော့ဟိုက role နဲ့ချိန်ပြီးဆော့နိုင်တယ်လို့ပတ်စင်နေပေးပုံကြီးကလည်းတကယ်ကြောက်စရာကြီးဗျဒီဒုတိယ goal ပတ်စင်ကြီးဆိုကျွန်တော်သူတို့ဒီ replay ပြန်ပြနေအောင်ပြန်ချင်းပြန်ထွက်တဲ့အချိန်မှာ policy ပေးသွားတာဒီပုံမှန်ဆိုရင်ပေးမယ်ဆိုရင်သူညာ6တောင်းနဲ့ဝိုက်ပြီးဆိုတမျိုးသူကဘယ်6တောင်းနဲ့ဟိုသူကဝိုက်ပြီးတော့ပေးသွားတာတော်တော်လာတယ်တော်တော်ကောင်းတယ်ဦးလီစီရဲ့ဒီနေ့ပတ်စင်ကြီးဦးလီစီကောင်းလာတယ်တကယ်ဥမမိုက်တယ်နောက်ပြီးဘာကိုလာဝင်လာတယ်နောက်မတီတာဝင်လာတယ်မတီတာဆိုရင်လည်းအရေးကြီးအရှိကြီးပဲဗျာဒါကျွန်တော်တို့ပုံမှန်ရှုံးနေတဲ့အချိန်မတီတာကိုထည့်ပြီး cross ball နဲ့ရိုက်ခိုင်းလိုက်ဗျာဒါတောင်းဘယ်လောက်ထိမြင့်နေကြတာမှဖြစ်မတီတာရိုက်ရအရှိကြီးပဲသူကထပ်ခုန်ထပ်တိုက်တော့ဒါကိုရာခိုင်နှုန်းများတယ်ကျွန်တော် BS ဆော့တဲ့ကောင်တွေသိနေမယ်ကျွန်တော် BS is မှာကျွန်တော်ဒီ John Cola ကိုအများနဲ့တုံးလာလိအဲ့လိုပုံစံပေါ့အဓိကမှာ Ghost ဝင်လာတယ်နောက် Zion Emery ဝင်လာတယ် Zion Emery နေရာမှာဆိုဒါကျွန်တော်တို့ကိုနေကိုကျွန်တော်တို့အနိုင်ပေးလိုက်တယ်အဲ့အချိန်မှာကျွန်တော်တို့ဒီပထမတော့အမှုပုံမှန်ဆိုဒီလိုမျိုးမိနစ်20လောက်ထိကြာနေတယ်ဒီလိုမျိုးပြလိုက်တာအပြိုင်ဘက်ကအချိန်မျိုးကိုတကူးသွင်းသွားလို့အချိန်ရတော့ထပ်သွင်းလိုက်ကနေကြရင်ရောဘယ်လိုနေမလဲပေါ့နောက်ပြီးဒါကလည်းရှင်းပြ quarter final အရှုံးလို့မရဘူးတည်ကြလို့လည်းမရဘူးအနိုင်နဲ့အရှုံးမှပေါ့ပါဒါပေမဲ့ဝင်လာပြီးတော့ကစားတဲ့ကစားသမားတွေအခြေစမ်းကိုကြည့်ပြီးတော့ကျွန်တော်တို့စိတ်ချပါတယ်ဒါကြောင့်လည်းဒီလိုမျိုးပေါ့ဆိုပြီးတော့နင်းပုံမှန်ထူးဘာမှတော့ပြောစရာမရှိဘူးဟိုအဓိကတော့ဘောလုံးပိုင်ဆိုင်မှုမှာဆိုရင်ဒါတပွဲလုံးတိုင်းတာရပြန်ကြည့်မယ်ဆိုရင်ပြင်သစ်ကနည်းတယ်ဆိုလို့မျိုးပုံမှန်ဆိုရင်ဘယ်တော့မှပြင်သစ်ကအများကြီးတာပဲကျွန်တော်ဆိုရှယ်ပုံမိသွားတယ်ချိန်မှာနောက်ပြီးတူတဲ့ရှုဆိုရင်ပြင်သစ်က22လုံးတော့22လုံးမှာဒီ target team နဲ့လား sorry target team နဲ့အခဏလေးကျွန်တော်ဒီ target team နဲ့အလုံးက8လုံးတိရှိတယ်ဒီ8လုံးဆိုတာတကယ်နဲ့ကျတော့တော်တော်များတယ်လို့ပြောလို့ရတယ်အဲ့မှာဘူနိုရဲ့ save သွားတဲ့အလုံးတွေကဘူနိုတော်တော်များ save ထားတယ်ဒီကေမှာနောက်ဒီဘက်တစ်ချမ်းမှာပြန်ကြည့်လိုက်ပြန်လိုက်တော့လေဒီ9လုံးပြန်လိုက်တဲ့အချိန်မှာတစ်လုံးပဲဂိုးပေါက်တဲ့ချိန်မရှိခဲ့တယ်ပေါ့ဒါမော်ရိုကိုကဒီကနေ့ဒီလိုပြန်ကြည့်မယ်ဆိုရင်ဒီမော်ရိုကိုက9လုံးတော့ဒါဂိုးပေါက်တဲ့ချိန်မဟုတ်သေးဘူးတစ်လုံးပဲဂိုးပေါက်တဲ့ချိန်နဲ့အဲ့တစ်လုံးကလည်းဒီရှင်းပြဆိုရင်ဟိုကုသမာဒီကာကွယ်သွားတာပေါ့ဝင်มาလာလူကြားနဲ့ထွက်လာတယ်လို့ကုသမာပို့ထုတ်သွားတယ်ဒီတိုင်းပဲပေါ့တိတ်အများကြီးလဲမော်ရိုကိုကျွန်တော်အနေနဲ့ကျွန်တော်ဒီနေ့ပွဲမှာဘောလုံးပဲကြည့်နေနေကျွန်တော်ဒီစာလန်ထိုးတဲ့အချိန်မှာ expectation goal rate ကိုကြည့်ပြီးကျွန်တော်လည်းhard expectation goal rate ကကျွန်တော်အများဆုံးမြင်မှုတာဆိုတော့ 1.885 1.9 and not 2.2 ထိလောက်ထိကျွန်တော်မြင်မှုတယ်ဒီမှာကျတော့3တောင်ကျော်နေရပေါ့3လည်းကျော်ခြင်းစရာပြောကြဘာဖြစ်လို့လဲဆိုတော့ဒီပွဲလုံးကြည့်တယ်ဆိုရင်ဒါ replay ပြန်ကြည့်ရင်ပွဲလုံးကြည့်ရင်သိလိမ့်မယ်ပြင်သစ်ကစိုးမိုးထားမှုပဲတကယ်ကိုမှကြောက်စရာကြီးပြကျွန်တော်တော့ဒါတကယ်မှပြင်သစ်ကြီးအဲ့လောက်ကောင်းတာကြီးက
ပြင်သစ်ကဘလားပြလိုက်ပါတော့တော့ဖြစ်တယ်ပြင်သစ်အတွင်းရှင်နယ်နဲ့အတွင်းကတော့လက်ရှိမှာကျွန်တော်မတွေ့သေးဘူးဒါလက်ရှိဒီဦးပြင်သစ်နိုင်သွားတယ်ပြင်သစ်လက်ရှိဒီဘက်အောင်ဆိုတက်လာမယ်ဒီကွာတာမှာတက်လာမယ်စပိန်နဲ့သူတွေ့ဦးမယ်စပိန်ရှိမယ်ဘယ်လ်ဂျီယံရှိမယ်စပိန်ရောဘယ်လ်ဂျီယံရောသူရဲ့ဒီချင်းနဲ့ဆိုအများကြီးသူကန်လို့ရတယ်ဟိုဘက်ကတက်လာတဲ့အင်္ဂလန်နဲ့နော်ဝေရှိမယ်နောက်ဒီဘက်မှာအာဂျင်တီးနားလို့ရှိမယ်အဲ့နှစ်သင်းတက်လာတဲ့ဆိုရင်လည်းသူကချစ်အပြည့်သက်ကြီးတာနေတော့ကျွန်တော်အနေနဲ့ဒီဆီမီဖိုင်နယ်ပွဲလေးကြိုင်နေကျွန်တော်နည်းနည်းလေးစိတ်ဝင်စားနေပို့ပြီးချစ်ဖြစ်လိမ့်မယ်လို့ကျွန်တော်ယူဆမိတယ်ဒီဒါတော့ဒီမှာကျွန်တော်တို့28မိနစ်မှာကလီယန်ဘယ်ဘယ်လွှဲတယ်မိနစ်60မှာကိုရတယ်အဲ့ဒီမိနစ်60ကိုမရခင်ပထမပိုင်းမှာဒီသူတို့ဒီ blog ထုတ်ထားတဲ့ပုံမှာသူတို့ဒီကိုနဲ့ဒီ box area တွေဝင်ပြီးတော့ကိုချင်းမှုတဲ့နည်းနည်းခက်ခဲနေတယ်အခွင့်အရေးမတာခဲ့ဘူးပေါ့ဒါပေမဲ့ဒုတိယပိုင်းအစမှာစပြီးတော့ box တွေဝင်လာတယ် box တွေ2ရက်ဆွဲရှိလာပြီးတော့ penalty ရလို့ရများအချိန်ကြီးလေးတွေဖြစ်ခဲ့တယ်ဒါပေမဲ့အဲ့မှာကျွန်တော်တို့ဒီဒူဒေးရဲ့ penalty ပေါ့ဒူဒေးရဲ့ penalty ကတော့တကယ်ကြတော့မှန်ပါတယ်တကယ်လည်းပေးစရာလည်းမလိုဘူးနောက်ပထမဖြစ်တဲ့ဒီအမ်ဘပေရဲ့ penalty ဆိုရင်လည်းဒါရှင်းပြပြဆိုရင်ဒါမာစတာဝီကဖြတ်ပြီးတော့ပိုင်းရိုက်တယ်ဒါပေမဲ့ဒီတကယ်ပုံမှန်ရဆိုရင်ဒါကစားသမားကိုဖြတ်ချိုးလိုက်တယ်ပေါ့ဒီဘေးကအမြင်ပေါ့တကယ်လည်းဗီဒီယန်ပြန်ကြည့်မယ်ဆိုကစားသမားကိုဘောလုံးတော့တားလိုက်ပါတယ်ဘောလုံးလည်းမထိဘူး shot လည်းမထိဘူးဒါပေမဲ့ဒါဘောလုံးစီးမီးနေရတော့ဒါ penalty ပေးဖို့ပေးရမယ်ဆိုတဲ့အခြေအနေမျိုးမှာရှိတာပေါ့ကျွန်တော်ကတော့ပုံမှန်ဒီလုံးကတော့ penalty မပေးသေးဘူးလို့ပဲမြင်တယ်ဒါပေမဲ့ဒါကတော့စီးမီးနေရသွားတဲ့ပုံမှာဒါကတော့အရင်မပြောနိုင်ဘူးအဲ့မှာပထမဆုံးဂိုးပေးလိုက်ရတယ်ပထမဆုံးဂိုးပေးပြီးကျွန်တော်ဘူးနိုလဲလိုက်ရတယ်အဲ့မှာကျွန်တော်နည်းနည်းလေးပြခတ်သွားဘူးနိုလူကစားသမားမျိုးတော့ချင်းမပေါ်ဘူးပေါ့ရှင်းပြောမယ်ဆိုဒီအရင်ဘွဲ့တွေမှာမော်ရိုကိုဘရာဇီးနဲ့တွေ့တာတို့မော်ရိုကိုစကော့တလန်နဲ့တွေ့တဲ့အချိန်မှာတို့မော်ရိုကိုဒီနယ်သာလန်နဲ့တွေ့တဲ့အချိန်မှာဘူးနိုရဲ့အခန်းကဏ္ဍအရင်ရေးပါတယ်ဗျာဘူးနိုဒီအနောက်မှာကျွန်တော်တို့ဒီပုံမပြောမယ်ဆိုဗီဒီဟာလောက်နီးလောက်သူအလုပ်လုပ်နေဗီဒီဟာ PPSC မှာလုပ်လို့သူတို့ဒီအနောက်တန်းလဲသွားတယ်ရှေ့တိုက်လိုအပ်တိုက်စစ်ဆင်းပါတယ်လိုအပ်ရင်ဖြတ်လေရတယ်တကယ်ကောင်းတဲ့ကစားသမားဒါပေမဲ့အဲ့လိုကောင်းတဲ့ကစားသမားကိုတော့ဒါအိတ်ကတဲ့ထည့်သိမ်းထားတဲ့ဒီကိုကောင်းတဲ့ကျင်းသစ်ရဲ့ကွင်းလင်ကစားသမားတွေရဲ့ပင်သစ်ရဲ့ကစားသမားတွေရဲ့ scale ကိုတော့ကျွန်တော်အမခန်းဟိုမှာကြီးကျူးမိတယ်ပေါ့အဲ့ဒါကျွန်တော်တို့ဒီအချိန်ပိုရတယ်နောက်မိနစ်66မိနစ်မှာထပ်ပြီးကိုထပ်ပေးလိုက်ရတယ်နောက်ပြီးကွန်တီတို့ဒီကစားသမားတွေအမ်ဘပေတို့ဒူဒေးတို့နောက်ကွန်တီတို့အကုန်လုံးကစားသမားတွေကိုပြင်သစ်ကတင်ချပဲအဲ့ဒါနဲ့ပဲပွဲစဉ်တော့ဒီပေါ့โอเคဗီဒီယိုကတော့လောက်ပါပဲထွေးထူးဒီနေ့မှလည်းပြောစရာလည်းဘာမှမရှိဘူးပေါ့အဓိကဘာမှမရှိဘူးဆိုတော့လေအီချစ်နဲ့အက်ဂျီနာပွဲလို့တကယ်ဟိုမှာပွဲ chaos segregation တွေပါလည်းမရှိတော့အများကြီးလည်းပြောစရာမရှိဘူးဒါပေမဲ့ဒီနေ့မှပြင်သစ်ရဲ့အခမန်လီလီကစားကွက်ကြီးပြင်သစ်ရဲ့တကယ်ဟိုမှာတောင်တင်းခိုင်မာတဲ့ကစားကွက်ကိုကျွန်တော်တကယ်ဟိုမှာတကယ်ဟိုမှာကြောက်ရွံ့မိတယ်ဒါကြောင့်လေဆိုတော့ဒီပုံစံနဲ့လက်ရှိအတွင်းနေရှိတယ်ကျွန်တော်အင်္ဂလန်ပွဲလည်းကြည့်ဦးတယ်အာဂျင်တီးနားပွဲလည်းကြည့်ဦးတယ်နောက်ဒီစပိန်ပွဲတော့မကြည့်ဘူးဆိုပေမဲ့ဘယ်လ်ဂျီယံပွဲတွေပါလည်းကြည့်ဦးတယ်ဒါပေမဲ့ဒီသူတို့ရဲ့လက်ရှိကန်ခဲ့တဲ့ပွဲတွေရဲ့ကစားကွက်ခြေနဲ့ဒီမနေ့ညကပြင်သစ်ကစားသွားတဲ့အချိန်နဲ့အများကြီးกว่าနေဗျာအဲ့တော့ကျွန်တော်နဲ့နောက်ပိုင်းပွဲစီတွေလည်းတကယ်လို့မကြည့်လို့ကောင်းမယ်လို့ကျွန်တော်မျှော်လင့်မိတယ်အဲ့တော့ကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ရှုပြီးတော့ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြတာပေါ့အားလုံးပဲမင်္ဂလာ